လုံးမဲမင်္ဂလာပါရှင်ကျမကဟင်းချက် diary page မှာမေးဖြစ်ပါတယ်မေးဒီနေ့မျှဝေပေးချင်တာကတော့ပဲကြီးဟင်းချိုလေးဘယ်လိုချက်မလဲဆိုတော့မျှဝေပေးချင်ပါတယ်ကြည့်လိုက်ကြရအောင်နော်ဈေးကဝယ်လာတဲ့ပဲကြီးလေးတွေကိုမိကရေနိုင်ဝက်လောက်စိတ်နားလိုက်ပါတယ်နော်စားလေးထည့်ပြီးတော့စိတ်လိုက်ပါတယ်ရှင်အိုးပူလာပြီဆိုရင်စမာရူစီလေးနည်းနည်းပဲထည့်ပါမယ်နော်မိကတော့ဟင်းချက်စွန်တစ်စွန်းစာလောက်ဆိုရင်စီရလုံလောက်ပြီလို့ထင်ပါတယ်ပြီးရင်စနွေးမှုန့်လေးနည်းနည်းလေးထည့်ပါမယ်နော်ပဲကြီးလေးချက်မှဖြစ်တဲ့အတွက်ကြောင့်အရောင်လေးလှအောင်မိကတော့စနွေးလေးကိုနည်းနည်းများထည့်ထားပါတယ်ရှင်စီလေးတွေပွက်လာပြီဆိုရင်တော့ကျမတို့စောကရေးစိတ်ထားတဲ့ပဲကြီးလေးကိုစစ်ပြီးတော့ထည့်လိုက်လို့ရပါပြီเนาะပဲကြီးလေးကိုအရင်ဆုံးစီးတက်ပါမယ်ရှင်တက်တော်နေလေးစိတ်ခွဲထားတာလေးကိုကျမထည့်ပါမယ်မေပဲကြီးဟင်းမှာစက်သွန်ဖြူမတုံးထားပါဘူးเนาะစက်သွန်နေလေးစိတ်ခွဲထားတာလေးကိုမေနှလုံးလောက်တုံးထားပါရဲ့ရှင်ဘာဖြစ်လို့လဲဆိုတော့အနှစ်ချူချူလေးစားလို့ရအောင်ပါပဲကြီးလေးတွေအရောင်နွမ်းလာတဲ့အထီကိုမေတို့တေချာလေးစီတက်ပေးပါမယ်เนาะပြီးရင်မိကစားရင်အချိုမှုန့်လေးထည့်ထားပါတယ်ရှင်မိဒီမှာငပြားရီတော့မတုံးထားပါဘူးเนาะပဲကြီးဟင်းမှာမိငပြားရီမတုံးပါဘူးစားရင်အချိုမှုန့်လေးရဲ့ပဲတုံးထားပါတယ်ပြီးရင်ကိုစားနိုင်တဲ့လောက်ရှိလေးပဲထည့်ပေးပါမယ်เนาะမိကတော့ပဲကြီးကို15ချက်သားဝယ်ထားပါတယ်ရှင်ဒီရေခွက်လေး2ခွက်လောက်ဆိုရင်မိဟင်းကလုံလောက်တဲ့အရေလေးရမယ်လို့မိထင်ပါတယ်မိကဟင်းဖြစ်ကြီးမစားတတ်ပါဘူးအဲ့တော့အရှိအနေတော်လေးဖြစ်နိုင်တဲ့အနေထားလောက်ထက်ကိုပို့ပြီးတော့ထည့်လိုက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့စူပွက်ရဲ့အကျန်တဲ့အချိန်လေးလည်းရှိမှမို့လို့ပါ။ပြီးရဆိုရင်တော့မေတို့အုပ်ဆောင်လေးအုပ်ပြီးတော့တည်ထားလို့ရပါပြီရှင်။ပွက်လာပြီဆိုရင်တော့အရာသာအတွက်မီးဆန်းပြီးတော့လိုတာထက်ထဲလို့ရှားပါတယ်ရှင်မိကတော့ဒီမှာမိရဲ့အရာသာကအနေတော်လောက်ပဲဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မိဘာမှတော့ထပ်မထဲတော့ပါဘူးရှင်မှာအရာသာအနေတော်ပဲတခုတည်းမြည်ကြည့်လို့မရပါဘူးပဲကြီးလေးတွေနူးမနူးကိုမေတို့နည်းနည်းလောက်လေးတော့မြည်ကြည့်လို့လိုပါတယ်နော်ပဲကြီးလေးတွေနူးနူးအီလေးမှာပဲဟင်းလေးကစားလို့ကောင်းပါတယ်ရှင်မေတို့ပဲကြီးလေးကိုနည်းနည်းလေးမြည်လိုက်အောင်နော်ပဲလေးတွေအနေတော်ဖြစ်သွားပြီဆိုရင်တော့မေတို့အရသာလည်းအနေတော်ဖြစ်ပြီးပဲရဲ့အနေထားလည်းအနေတော်ဖြစ်ပြီးဆိုရင်မေတို့မီးပိတ်ပြီးတော့ဟင်းကိုရပါပြီရှင်အရန်ကိုအရသာကောင်းမွန်တဲ့ပဲကြီးဟင်းချိုတစ်ခွက်လေးရရှိပါပြီအာဟာရလည်းပြေဝပါတယ်ရှင်လွယ်ကူပြီးတော့မြန်ဆန်လည်းချက်စားလို့ရတဲ့ဟင်းလေးပါမေဒီနေ့မျှဝေပေးတာလေးကိုစိတ်တည်နှံ့မှုရမယ်လို့မေမျှော်လင့်ပါတယ်အားလုံးပဲမင်္ဂလာရှိသောနေ့ရက်လေးတစ်ခုပိုင်ဆိုင်ကြပါစေရှင်အားလုံးကိုကျေးဇူးတင်ပါတယ်